ဓမ္မမိတ်ဆွေသူတော်စင်များရှင်ကပ္ပိလဝပြည့်ရှင်ဘယင်သုရောရဏဟာသားတော်သိဒ္ဓထမင်းသားဖျားစင်စစ်ဖြစ်တော်မူသည်ကိုကြားသိတော်မူပြီးကလေးကအမတ်စစ်တီများအားအပင်ခိုင်းလိုက်ပါတယ်ဖျားပြင်သွားကြတဲ့အမတ်စစ်တီများဟာဖျားရှင်ထံရောက်ကြတယ်ဆိုရင်ပဲတဦးတယောက်မှပြန်မလာကြပဲယဟန်ပြုလို့သာနေကြပါလေနောက်ဆုံးတော့ဖွားဘက်တော်ကာလုဒာကြီးအမတ်ကိုအပင်ခိုင်းလိုက်ပြန်တော့ဖွားဘက်တော်ကာလုဒာကြီးအမတ်ဟာလေဖျားရှင်ထံရောက်တော့ယဟန်ပြုပါလေရောဒီလိုနဲ့မင်းရာဒီတပေါင်းကရောက်တယ်ဆိုရင်ပဲကာလုဒာကြီးယဟန်ကဂါထာပေါင်း60ဖြင့်တီကုံး၍ကပ္ပိလနေပြည်သို့ပြန်ကြွရန်လျှောက်တင်နေတော့ရဖျားရှင်ကိုရမြတ်ကြီးဟာညာဒတ္ထစရိယာနဲ့အညီဆွေတော်8000မျိုးတော်ပေါင်းကိုချီးမြှင့်ရာအလို့ငါကပ္ပိလနေပြည်သို့ပြန်ကြွတော်မူခဲ့ပါသည်၎င်းနေ့ကိုပြည်တော်ပြန်အခါတော်နေ့လို့ခေါ်ပါတယ်အဲ့ဒီနေ့ကတော့တပေါင်းလာပြီးနေ့ပဲဖြစ်ပါတယ်ရှင်နဲ့မြမတတဝါပေါင်းကိုမြတ်ဓမ္မလောင်းလို့တရဏဂုံတီနတ်ဖို့ကိုဤခေမလန်းလျက်အောင်ထေမဟာယဟန်အဖြစ်ချီးမြှင့်တော်မူသည်သမီးဘယင်တုတ်တော်ရာသာသည်ဘုံတော်ဘဂဝါမြတ်တိယဟန်ကပ္ပိနနေပြည်ကြွချီညာယံပင်လျောင်ခိုင်းလိုက်သည်ဘူကြီးတထောင်ဥဆောင်ငါချီအမတ်စစ်တီများရဲ့ပပစီယဟန်ပြုတော်သည်ညာကနေနေပြည်ထမ်းရွယ်စေသည်ဖွားမဲ့ရွှေကြီးမဟေတိဝိနာယကစီတရားဓမ္မဒေသနာကြားရလေပြီယဟန်နာထေမဟာဖြစ်တော်သည်